တနေ့မှာတော့ကျွန်တော်မိဖို့ချောင်းထဲမှာပန်ကိတ်ကြော်နေတော့မထင်မှတ်ပဲမိဆောက်အောင်ပါတော့တယ်ဒါနဲ့ကျွန်တော်လည်းမိသက်ဆေးဘူးကိုအញ្ញံပြေးယူဖို့လုပ်ပေမဲ့အဲ့ဒီနေရာမှာမိသက်ဆေးဘူးကရှိမနေတော့ပါဘူးမိကတဖြည်းဖြည်းပိုကူးဆက်လာတာကိုကြည့်ပြီးမှကျွန်တော်ရဲ့9နှစ်အရွယ်သားဖြစ်သူကဒီမိသက်ဆေးဘူးကိုသူ့ရဲ့တစ်ပင်ပေါ်ကအိမ်မှာဆော့ဖို့ယူသွားတာကိုသတိရလိုက်မိပါတယ်ကျွန်တော်လည်းအိမ်ပြင်ကိုအញ្ញံပြေးထွက်ပြီးတစ်ပင်ပေါ်ကထေကားကနေတက်သွားခဲ့ပါတယ်ဒါပေမဲ့အိမ်ထဲရောက်တဲ့အခါမှာတော့ကျွန်တော်သားကစပွဲလေးတစ်လုံးရဲ့နောက်မှာတင်းငင်းစွာထိုင်နေပြီးအပြင်စင်တွေကလည်းတကယ်ရုံးခန်းတစ်ခုလိုဖြစ်နေပါတယ်မင်းတစ်ပင်သမရနိုင်ငံတော်ကိုဘာကိစ္စနဲ့လာတာလဲလို့သူကကလစ်ကုတ်ပေါ်ကဖောင်ကိုပန်ကာနဲ့ခောက်ရင်းစစ်မေးပါတော့တယ်သူကဒီ3 years ကိုတကယ်နိုင်ငံတစ်ခုလိုသဘောထားနေတာပါသူနောက်ကတော့ခတ်ထားတဲ့တစ်တာတွေကမိသက်ဆေးဘူးကိုကျွန်တော်အတင်းလူယူဖို့လုပ်ပေမဲ့သူ့ရဲ့တငယ်ချင်း3 ယောက်ကစစ်သားတွေလိုပဲကျွန်တော်ကိုအတင်းတွန်းထုတ်ပြီးတားဆီးပါတော့တယ်တားဖြစ်သူကလည်းဒီလက်နဲ့တိုက်ကခွင့်ပြုချက်ရထားတဲ့နိုင်ငံသားတွေအတွက်ပဲဖွင့်ပေးတာပါလို့အတီးပေါက်ပြောနေပါတယ်ပြီးတော့သူကဗီဇာလျှောက်လွှာဖောင်ကိုကျွန်တော်စီတိုးပေးပြီးအနီနေရက်လိပ်စာရောက်ရှိတဲ့နေ့နဲ့လာရတဲ့အကြောင်းရင်းတွေကိုဖြည့်ခိုင်းပါတယ်ကျွန်တော်လည်းခေါင်းတွေပါကြိုက်လာပြီးတားရီအိမ်မှာမီးလောင်နေလို့ပါဖေးဖေးမိသက်ဆေးဘူးတကယ်လို့ပါလို့မိဖို့ချောင်းကတင်းပေါက်ကထွက်နေတဲ့မိခိုးတွေကိုလက်ညှိုးထိုးပြပြီးဟောပြောလိုက်မိတယ်ဒါပေမဲ့တားဖြစ်သူကတော့ဥပဒေစာအုပ်ကြီးကိုလှန်ပြီးတစ်ပင်သမရနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄အရကျိုးတို့နိုင်ငံသည်အခြားနိုင်ငံများ၏ပြည်တွင်းကျပ်တဲများတွင်ပါဝင်ပတ်သက်ခြင်းမရှိပါဆိုပြီးဖတ်ပြပါတော့တယ်ပြီးတော့သူကအကယ်၍မင်းအနေနဲ့ဒီနိုင်ငံရဲ့အရေးအမြစ်တွေကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီဖောင်တွေကိုအရင်ဖြည့်ရမယ်လို့ပြောပါတယ်အိမ်မှာမီးကပိုးလောင်လာပြီးမို့ကျွန်တော်လည်းတုံရင်ရင်နဲ့ပဲဖောင်တွေကိုအမြန်ဆုံးရှောက်ဖြည့်ပြီးအမှုရှုထိုးလက်မှတ်ထိုးပေးလိုက်ရပါတယ်ဖောင်တွေပြည့်စုံသွားတော့မှသားဖြစ်သူကတစ်ပင်သမရနိုင်ငံတော်မှကြိုဆိုပါတယ်လို့ပြောပြီးတစ်တာကိုတော့ဖွင့်ပေးပါတယ်ကျွန်တော်လည်းမိသက်ဆေးဘူးကိုဆွဲပြီးအိမ်ထဲကိုအပြေးလွှားသွားနှိမ့်တက်ခဲ့ရလို့အိတ်ခမ်းအထိမိမကူးခင်အချိန်မီနှိမ့်တက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သားဖြစ်သူကကျွန်တော်စီရောက်လာပြီးတော့ဒါကတစ်ပင်သမရနိုင်ငံတော်ရဲ့ဗီဇာရက်ပေါင်း30တက်တန်းရှိတဲ့ကုန်ရင်တော့ပြန်လျှောက်ရမယ်လို့လာပေးပါတော့တယ်ကလေးတွေရဲ့ကဘာကတော့တကယ့်ကိုအံ့ဩစရာပါပဲဗျာ